ကျွန်တော်ပလုံကောက်တာဆိုတော့ပလုံလိုက်ကောက်နေတာပေါ့ဒီမှာပလုံဆိုတာဟိုအေးဘူးခုန်နေဒီဟုတ်တယ်အစုံမဟုတ်လိုက်ခဲ့ရမလားဟမ်ဟုတ်လေပလုံကောက်တာလိုက်ခဲ့ရမလားလို့ခင်ဗျားလေဗျာမဟုတ်တယ်ကျွန်တော်ပလုံကောက်တယ်ဆိုတာဟိုသူများနောက်ဖွေးလမ်းကြားတွေနောက်သူများအင်ဂျိုအင်ကြားတွေလိုက်ကောက်တဲ့ကိစ္စကြီးခင်ဗျားနေခိုင်းတယ်မလိုက်ပါနဲ့ဟုတ်ပါဘူးဟိုနေ့ကလည်းထိထားတာဆိုတော့စီးလေးပါလေးဝယ်ပေးနေလေဟိုပြီးတော့အဲ့လိုကောက်တာလဲတစ်ခါမှလည်းမမြင်ဘူးဆိုတော့ဘုဟုတ္တရကျင်လို့လိုက်ခဲ့မယ်လေနော်မလုပ်ပါနဲ့ဗျာပြုံးနေပါနဲ့အားမလားတတ်ပါလား你们好大也没表，俺俺一对的。嘿，你也对的，说那俺也该来的。俺好。嘿，不弄俺去了，你撂了别人。你撂嘛，俺一走啊。该那么录的。你撂了，那要说别俺晚一点没进来。刚进了。不。老张好些地方不能里面的，晚一点进来了吧？我里面的，恐怕吃肚子该去的哈。好的，吃肚子该去了，里面也没有。不嘞，不能吃这，谁不起来家的？快了嘞，你不来就老嘞，马上没别走，对了。ဟဲ့နေရမှာဖြစ်ပေမဲ့ငါတို့ကဖြစ်တယ်နော်ဒီဖီယာတပလင်းကိုလေပြန်ပြီးတော့ရောင်းလို့ရှိရင်150ရတယ်သိလားရောက်ကိုဒီဥစ္စာတစ်လုံး150ဆိုတော့မင်းဘယ်လိုလုပ်သိတာလဲသူကဟိုနေ့မှာကိုတင်မေးတာလေမတည်းကြီးတော့ကြည့်တာပဲကဲထဲလာလိုက်ခါကြဒီလူကောင်မမျိုးတွေလုံးဝအလျှော့မပေးနဲ့မပေးဘူးသဘောပေါက်တယ်နော်လာပြီးအဲ့ကောင်မနောက်ကငါတို့လိုက်ကောက်လိုက်ရမှာတောက်နေတော့သွားလိုက်ကွာကိုလို့လို့လားခွေးမ你人别接下路，哎，不能搞这东西，你们人多别的，好了嘿，你那不能那爬山呢？ငါလေးကိုတော့လည်းကိုပလုံလိုက်ရောက်ပေးတာပါ嘿，对了，别对了，爬对了。ဟိုကိုညီမလေးတစ်ခါပြောဘူးလေကိုနေထက်တို့လိုင်းနောက်ချက်တုံးကသူကညီမလေးကိုဝင်ပြီးတော့ကုညီပေးခဲ့တယ်ညီမလေးအချက်ကိုဟာကုညီပေးရဆိုလဲနေအဲ့မှာသူ့ကိုပြန်ပြီးတော့ပတ်စံလေးပါလေးပေးလိုက်ပေးပြီမဟုတ်လားနင်းတဲ့ကောင်နဲ့ဘာဆိုင်လို့လဲသူကညီမလေးရဲ့ချစ်သူပါတော်ကြီးရပါဟဲ့ဘာဖြစ်တယ်ငါ့ကိုပြန်ပြောဘာဖြစ်တယ်ငါနားကြနားမလားပြန်ပြောစမ်းလို့ကိုကြီးနားချက်မမပါဘူးဟုတ်ပါတယ်ညီမလေးချစ်သူပါဟာလောက်ရလိုက်တာစုမြတ်ရဲ့နင်းကငါတငယ်ချင်းတွေဖြစ်တဲ့အင်ဂျင်နီယာတွေဆရာဝန်တွေလုပ်ငန်းရှင်တွေနဲ့ပေးစားတော့နင်းသဘောမတူအခုဘာမဟုတ်တဲ့ပလုံကောက်တဲ့ကောင်ကြတော့နင်းကြိုက်တယ်ကောက်ရင်လည်းကောက်ပါငါမပြောလို့အခြားရုပ်ကသွားကောက်လေအခုကနင်းငါရင်ဖေးငါပတ်ဝန်းကျင်မှာလှည့်ကောက်နေတာပတ်ဝန်းကျင်ကလာပြောတော့ငါချက်ခွဲတာပေါ့ဟာနင်းကငါတစ်ခါလည်းပြောမယ်နင်းအဲ့ပလုံကောက်တဲ့ကောင်နဲ့ဖြတ်ရင်ဖြတ်မဖြတ်လို့ကတော့နင်းနဲ့ငါနဲ့သိကမ်းပြတ်ပဲဒါဆိုရင်ငါကြားတဲ့တကယ်တကယ်မှန်မို့ဟုတ်တယ်ကွာတကယ်ပဲမင်းညမပလောင်ကောက်တဲ့ကောင်လည်းယူရတာဟုတ်တယ်လို့ပလောင်ကောက်တဲ့လူလည်းယူရတယ်ဟာကွာမင်းကလည်းမပြီးတော့ဘူးဟုတ်တယ်ပလုံကောက်တဲ့ကောင်နဲ့ခေါ်ရလိုက်သွားတာဟုတ်မင်းကတေးရောငါတစ်ခါလည်းပြောမယ်နောက်ကအဲ့ခွေးမအောင်ငါညမတို့ဘယ်တော့မှငါရှိမှမပြောနဲ့ငါသိကမ်းဖြတ်ထားတယ်ဟောတကယ်ချင်းရဲ့အဲ့လိုလည်းမဟုတ်ဘူးလေကွာမရှိတာမှဒီမှာနေရောက်လဲရှိတာမင်းမကျင်သူ့ဘူကကြည့်မှလည်းမကြည့်နိုင်ဘူးငါမျက်နှာအိုးမဲတော့ပါလားငါ့ကိုခွေးဆက်ခင်သွားတာကွာခုလည်းကြည့်ရက်ွက်ကြောရက်ွက်ကြောင်ပလုံလိုက်ကောက်နေတာမင်းကြည့်ရလားမင်းရဲ့အဆုံးမသွားတဲ့မိဘတွေရောဒါအောင်မြင်တွေ့ကျင်နေမယ်လို့မင်းထင်လားစ
စဉ်းစားပါအောင်တကယ်ချင်းอ่ะကိုညမလေးကိုပြန်ခေါ်လိုက်ပါကွာနော်ပြီးခဲ့တာလည်းပြီးခဲ့ပြီကွာဘာမှပြန်ပြင်လို့မရတော့နော်ညမလေးပြန်ခေါ်လိုက်ပါကွာ တော့ပြန်ခေါ်လိုက်ပါ ပြင့်ပြရတယ်နော် ကောက်ပါမယ်အိမ်မနေခဲ့ပါဆိုမနေခဲ့ဘူးလိုက်တော့နေဘူးလေမပင်မန်းတာပေါ့ ဟောအဲ့လိုလိုက်ကောက်တာပြုတ်လို့တမင်သက်လိုက်ပါတယ်ဆိုမှပဲအိမ်မှာပဲနေခဲ့ခိုင်းနေတာပဲ ဩဒီကပင်မန်းမှာဆိုလို့အဲ့ကြောင့်မလိုက်ခဲ့နေလို့ပြောတာပေါ့ မပင်မန်းပါဘူးအခုကိုတယောက်တည်းကောက်လို့ရှင်ပူပင်မန်းပါလေမတူပါလဲခါကျနှစ်ယောက်တူကောက်တော့ပင်မန်းတော့ဘူးပေါ့အခုပင်မန်းနေပြီလားပြော မပင်မန်းမှာဘူးဟိုင်းမျက်နှာလေးကိုကြည့်တတ်ကြိုက်ကလည်းအမိုးပြီးတော့ဒီကချွေးမထွက်ပါဘူးဟိုင်းကချွေးထွက်နေတာအဲ့ကြောင့်တုတ်ပြီးတော့အဲ့ကြောင့်လိုက်မလာနဲ့လိုက်လိုက်လာ အမြဲအဲ့လိုပြောမှာနော် မလီအများတိုင်းပြောမှချစ်လို့ စုမြတ်ညီမလေး ကိုကြီး ညီမလေး ကိုကြီး ဒီခုတော့နောင်နာရနေပြီမလားဟမ် ညီမလေးပလုံကောက်ရလားပြောတယ်ကိုကြီး ဟာနေပလုံကောတာကိုပျော်နေသေးတယ်လားအခုဒီမိုက်တွင်းနဲ့နေတော့လားလို့ ပလုံကောက်ရတိတ်ပြောကောင်းတာကိုကြီးရဲ့မြုံလို့ရှိရင်လေညီမလေးတို့နဲ့တရက်လောက်ပလုံလိုက်တော့ကလား ငါ့ကိုတရက်ခေါ်ခွင့်ရ လိုက်ခဲ့ပါကွာ ဟာကောက်ကြလားလို့ငါတော့တော့စုမြတ်ရငါနင်ဒီလိုလုံးနေငါအကြည့်မနေနိုင်ဘူးကဒီဘုရားနဲ့နေတဲ့ထိုင်တဲ့ပုံစံနဲ့ကြည်အောင်လေဒီနေ့စားပြီးနေလို့လေမြငါ့အိမ်မှာလာနေတော့ ကိုကြီးဒါဆိုကိုကြီးညမနဲ့ကျွန်တော်သဘောတူတယ်ပေါ့နော် ဟဲ့အောင်မင်းဝင်မပြောနဲ့ငါညီမလေးဒီလိုဖြစ်နေတော့ငါမကြည့်နိုင်လို့ပြီးကြတော့ဖေတို့မေတို့ထားခဲ့တဲ့အမွေတွေကနင်တို့လောက်ကင်စားတော့လို့ရအောင်ငါအမွေတစ်ဝက်ခွဲပေးမယ် ကျေးဇူးတင်လိုက်တော့ကိုကြီးကျေးဇူးတင်လိုက် မင်းဝင်မပြောနဲ့လို့ငါညီမကိုပြောနေတာ ကိုကြီးတကယ်ပြောရနော် တကယ်ပြောတာ ပြောလိုက်တာကိုကိုဒါဆိုလို့ရှိရင်လေကိုရီမန်းထားတဲ့ရီမန်းချက်တွေကိုအကောင့်တွေပို့လို့ရပြီကိုရဲ့ဟိုအဲ့ဆိုလို့ရှိရင်ဟိုကလေမှတ်ဖို့တင်ရင်သွားလို့ကြရ ဟမ်ဘာသာလို့မ မဟုတ်တယ်မဟုတ်တယ် မှတ်ဖို့နေဘာသာလို့မဘယ်သူလို့မ ဟိုကိုတော့လည်းမှတ်ဖို့နေမရှိ ဟောဒီကောင်မှတ်ဖို့နေတော့မရှိဘူးအော်မှတ်ဖို့နေမရှိတဲ့ကောင်များနေမို့လို့ဟာ သူတယောက်တည်းမရှိတာမဟုတ်ဘူးကိုကြီးရဲ့ဟိုသူတို့တမီသားစုလုံးမရှိတာ ဟုတ်ကဲ့ ဟောဒါဆိုမင်းတို့တမိသားစုလုံးကလူဝက်တောက်တွေပေါ့ မပုံနေမရှိတာပါလူဝက်တော့မဟုတ်ပါဘူး မှတ်ဖို့နေမရှိရင်လူဝက်တောက်ပဲပေါ့ကွာ ဟိုအဲ့ဒါပြီးလို့ရှိရင်လေပတ်စပို့ရုံတစ်ခါတော့ကြရ ပတ်စပို့ရုံတော့ကျေးဇူးတင်လိုက် ပတ်စပို့ရောဘာလို့ ပတ်စပို့ရုံသွားပြီးတော့ဟိုကျွန်တော်တို့အခုအငွေတော့ခွဲပေးမယ်လေ အေးပေးမယ် အဲ့ဒီပတ်စံနဲ့ကျွန်တော်နိုင်ငံရတော့ပါကိုရှိကျွန်တော်ရရှိမှချက် ရီမန်းချက်တွေအကောင့်တွေပေါ်ပါ အော် အိမ်မက်တွေ ဒါဆိုမင်းမအိမ်မက်တွေရှိတာ ဟုတ် ပေါ့ ကဲ့ကျွန်တော်ရရှိမှချက်ကျွန်တော်ရှိတယ် နိုင်ငံသားဟုတ်သွားမှာ ဟုတ်ကဲ့သွားပါပါ အဲ့ဒါဆိုတော့မစိုးပါဘူးကွာ ဟုတ်ကဲ့ပါ ငါအမွေခွဲပေးရကျိုးနဲ့ ဟုတ်ကဲ့ မင်းနိုင်ငံသားရောက်ရင်ဘာစီးပွားရေးတွေလုပ်မှန်းကြီးလေ ဟိုကျွန်တော်ပလုံသွားကောက်မှာပါကိုကြီး ဘာဖြစ်လဲ ပလုံသွားကောက်မှာပါကိုကြီး နိုင်ငံသားမှာ ဟုတ်ကဲ့ ပလုံကောက်အောင်မှာ ဟုတ်ကဲ့ မင်းတို့ဒီမှာလုံကောက်လို့အမွေခွဲပေးတာနိုင်ငံသားဒီပလုံကောက်ချင်းနိုင်ငံသားဒီပလုံကောက်ချင်ရလားလို့ အဲ့ဘာကောက်တယ်လူမရှိဘူးကိုကြီး